မင်္ဂလာပါရှင် Mudra Asian Psychology Channel ကနေပြန်လည်ကြိုဆိုပါရစေ။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကဗုဒ္ဓရဲ့စိတ်ပညာကိုအခြေခံတဲ့အသည့်တရားတွေကိုမျှဝေပေးသွားမဲ့ channel တစ်ခုဖြစ်ပါတယ်။ဒီနေ့ကဆရာအာကာမိုးသူရေးသားထားတဲ့ဗုဒ္ဓနဲ့ Multiple Intelligence ဆိုတဲ့စာအုပ်ကိုအပိုင်း9အနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။အခုအပိုင်း9မှာကအခန်း2ရဲ့အခန်းငယ်4ရဲ့ခေါင်းစဉ်တစ်ခုကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။မိဂါရတထေးနဲ့ချွေးမဝိတခါကြားကဘာသာစကားအကွာဝေးဝိတခါဟာဘာသာစကားဉာဏ်ရည်မှာကျွမ်းကျင်တတ်မြောက်တဲ့အခါမိဂါရတထေးကဘာသာစကားကြောင့်ပဲရောက်ခမကြီးကိုနားလည်မှုတည်ဆောက်နိုင်ခဲ့ရဖြစ်ပါတယ်ဓမ္မပတ္တအထာကထာ469-486မှာရေးသားဖော်ပြထားပါတယ်ဗုဒ္ဓကိုကိုးကွယ်တဲ့ဝိတခါနဲ့အစေလကတ္တတိတွေကိုကိုးကွယ်တဲ့ဝိတခါရဲ့ခင်မွန်းကဘာသာရေးအယူဝါဒမတူကြပါဘူးဝိတခါဟာအစေလကတွန်းတို့အပေါ်မှာနှစ်လိုတတာကြည်ပြိုဟန်မရှိဘူးဆိုတာကိုဝိတခါရဲ့ရောက်ခမကြီးကမကြည်မချမ်းဖြစ်ရပါတယ်ရောက်ခမနဲ့ချွေးမတို့ရဲ့အယူဝါဒဆိုင်ရာစိတ်တွင်းတိုက်ပွဲတွေကအကြိမ်ကြိမ်ဆွေးနွေးနေခဲ့ပါလိမ့်မယ်အစီလက်ကတတကတွန်းတို့ကအယူဝါဒမတူတဲ့ဝိတာခါကိုနှင်ထုတ်ပြီးမိဂါရတထေးရဲ့သားကိုအခြားသောသူတွေနဲ့ပေးစားဖို့တိုက်တွန်းကြပါတယ်။မိဂါရတထေးကလည်းအမှားမကျူးလွန်တဲ့ဝိတာခါကိုအပြစ်ရှာပြီးနှင်ထုတ်ဖို့ခက်ခဲတာကြောင့်ဝိတာခါရဲ့အမှားကွက်ကိုစောင့်ဆိုင်နေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါနဲ့တရက်ကြတော့မိဂါရတထေးရဲ့အိမ်ရှိမှာမထေတပါးကဆွန့်ခံလာရတဲ့အခါဝိတာခါကလည်းရောက်ခမကြီးကိုထမင်းစားနေတဲ့ကာလရက်ခတ်ပေးနေရတဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်ဝိတာခါကလည်းဆွန့်လာရတဲ့မထေကိုရောက်ခမကြီးကွက်ကွက်ကွင်းကွင်းကြီးမြင်ရအောင်ရက်ခတ်ပေးတဲ့နေရာကနေဖယ်ပြီးတတိပြုမိအောင်လုပ်ပါတယ်တထေးကြီးကမထေကိုမြင်မှလည်းရဲ့နဲ့မမြင်ဟန်ဆောင်ပြီးအစားအစာကိုပဲငိုလွှဲစားတောက်နေပါတော့တယ်ဒီလိုမမြင်ချင်အောင်စောင်းနေတဲ့ရောက်ခမကြီးကိုအရေးပြလို့မရတဲ့အဆုံးမှာဝိတာခါကအရှင်ဖေဟာကရောစွန်းမဖေဟာတပည့်တော်မရဲ့ရောက်ခမကအဟောင်းကိုသာစားတောက်နေတာပါဖေဟာလို့ရှောက်တတ်တယ်အစာဟောင်းဆိုတာကဒီစကားကအိန္ဒိယလူဖွဲ့စည်းကြီးမှာယနေ့ခေတ်အထိပါမစင်အညစ်အကြေးကိုဆိုလိုတဲ့အတိတ်ပဲဆောင်တဲ့အတွက်မိဂရတထေးကြီးကိုအကြီးအကျယ်ဒေါသထွက်စိတ်နှောက်ကြည့်စေရပါတယ်ဒီစကားကိုကြားရတဲ့အခါမှာမိဂရတထေးကြီးကလုံးဝသိမခံနိုင်တော့ပဲဝိတာခရဲ့ဘာသာစကားဟာလူကြီးသူမတွေအပေါ်မှာလေးစားလိုက်နိုင်ရတဲ့လောကချင်းဝတ်ကိုဖောက်ဖျက်တာဆိုပြီးနှင်ထုတ်ဖို့ကြိုးစားပါတယ်ဘာသာစကားတွေဆိုတာလူဖွဲ့စည်းရဲ့အတိတ်ပဲတတ်မှတ်ချက်တွေအပေါ်မှာရှင်တန်ရက်တည်ပြီးကုလူဆက်ဆံရှင်တန်ရက်တည်ကြတာဖြစ်ပါတယ်ဝိတာခရဲ့အစာဟောင်းကိုစားသူဆိုတာဘာသာစကားကအမိဂရတထေးကြီးရဲ့ဘာသာစကားဆိုင်ရာအသိဉာဏ်ထဲမှာလူရင်ချင်းမှုအဖွဲ့အစည်းရလက်ခံထားတဲ့မူလအသိဟောင်းထဲမှာအစဉ်ပြေနေတဲ့ဝေါ်ဟာရဖြစ်မနေဘူးဆိုတာပါပဲဒါကြောင့်ဒီလိုရိုင်းဆိုင်စော်ကားတဲ့ဝိတာခါကိုအိမ်ကနေနင်ထုတ်ဖို့အတွက်သူ့ရဲ့အိမ်စီကိုခိုင်းစေပါတယ်ဝိတာခါကဒီလိုမျိုးလွယ်လွယ်ကူကူနှင်ထုတ်ရလောက်အောင်ရေစိတ်ကနေတွေ့ပြီးခေါ်လာတာလည်းမဟုတ်အမေအဖတွေစီကစနစ်တကျအနှင်းလိုက်တဲ့အမျိုးကောင်းသမီးဖြစ်တယ်။နောက်ပြီးပြဿနာရဲ့တစုံတရာအပေါ်မှာလည်းတရားကြားနာစစ်ဆေးဖို့အတွက်လူကြီးတကြွယ်ရှိရလဲရှိတယ်ဆိုပြီးရေးရဲဝုံဝုံတုံ့ပြန်လိုက်တယ်။ဒီပြဿနာရဲ့ဟာကိုယ်ကိုယုံကြည်မှုကနေဘာသာစကားပြဿနာအထိရောက်သွားစေခဲ့တယ်။အမောအခင်းဖြစ်ပါတယ်။တကြွယ်ရှိရကိုခေါ်ပြီးအစာဟောင်းကိုစားသူအငြင်းအကျေးသုံးဆောင်သူဆိုတဲ့မာဂရမာတာရဲ့ဆွဆွဲချက်ကိုဝိတာခါကဖြည့်ရှင်းစေပါတယ်ဝိတာခါကအစာဟောင်းအငြင်းအကျေးကိုစားသူလို့ဆိုတာဟာငါရဲ့ရောက်ခမကြီးဟာဒီဘဝပစ္စုပန်မှာကောင်းမှုကိုမပြုရှေ့ကပြုခဲ့မှုတဲ့ကောင်းမှုကုသိုလ်ကံရဲ့အကျိုးကိုသာခံစားနေသူလို့ဆိုလိုခြင်းမှာဒီစကားကဘာသာစကားကနေကုသိုလ်ကံတွေဘလို့ဆိုတာကိုနောက်ထပ်တွေးခေါ်စရာတစ်ခုကို
ဝိတာခကဆိုလိုက်တာဖြစ်ပါတယ်ဒီဖြည့်ရှင်းချက်ဟာအယူဝါဒယုံကြည်မှုပေါ်ကနေခိုင်မာလေးနဲ့တဲ့အနက်အထိပ်ပဲကိုယုံယုံကြည်ကြည်စုပ်ကိုင်ပြီးဖြည့်ရှင်းတာပေါ်လွင်လာပါတယ်မိဂရတထဲကြီးစုပ်ကိုင်ထားတဲ့ယဉ်ကျေးမှုအလွာကအစာဟောင်းကိုစားသူဆိုတဲ့ဝါဟာရဝိတာခရဲ့ဘာသာစကားအသိဉာဏ်ထဲမှာကကံဟောင်းကံတဲ့ဆိုတဲ့အနက်အထိပ်ပဲကိုဖော်ဆောင်သွားတာတွေ့နိုင်ပါတယ်ကံတရားပတ်သက်တဲ့ဘာသာစကားအထွေးအမြင်တစ်ခုကိုမိဂရတထဲကြီးကိုပွတ်တိုက်ပေးခဲ့တာဖြစ်ပါတယ်ဒီစကားဖြည့်ရှင်းချက်ကိုကြားရတဲ့အခါမှာမငင်းတာပဲနောက်ထပ်ပြဿနာအသစ်အကြောင်းအရာကိုထောက်ရှုမေးမြန်းပြန်ပါတယ်လျှို့ဝှက်ဖုံးခဲ့ပြီးဆုံးမလိုက်တဲ့အချက်ဆယ်ချက်ကိုမိဂရတထဲကြီးကအမေးမြန်းပါတယ်ဝိတာခကိုဆုံးမလိုက်တဲ့အချက်ဆယ်ချက်ကတော့ဒီလိုဖြစ်ပါတယ်နံပါတ်1အတွင်းမိကိုအပြင်မထုတ်အပ်နံပါတ်2အပြင်မိကိုအထဲသို့မသွင်းအပ်နံပါတ်3မပေးတဲ့သူကိုမပေးအပ်နံပါတ်5ပေးတဲ့သူကိုပဲဖြစ်ဖြစ်မပေးတဲ့သူကိုပဲဖြစ်ဖြစ်ပေးအပ်၏နံပါတ်6ချမ်းသာစွာထိုင်နေအပ်၏နံပါတ်9ချမ်းသာစွာစားအပ်၏နံပါတ်10ချမ်းသာစွာအိပ်စက်အပ်၏နံပါတ်9မိကိုလိုချွေးအပ်၏နံပါတ်10အိမ်တွင်းနှက်ကိုရှိခိုးအပ်၏ဒီစကားဆယ်ချက်ကဖော်ပြထားတဲ့ဘာသာစကားတွေဟာရိုးရိုးဝါဟာရတွေမဟုတ်ပါဘူးလူဖွဲ့စည်းရဲ့ကျင့်ဝတ်တွေကိုကြစ်ကြစ်လေးလေးဖော်ပြထားတဲ့ဝါဟာရဖြစ်တဲ့ဆိုတာတည်တည်ပြရပါမယ်ဝိတာခရဲ့အချက်ဆယ်ချက်ကရောက်ခမလင်းယောက်ျားတွေရဲ့မကောင်းကြောင်းကိုအိမ်ပြင်မှာမပြောဘူးနံပါတ်2အိမ်နီးချင်းတွေကကိုယ့်ရဲ့အိမ်မကောင်းကြောင်းပြောတာကိုအိမ်ကိုမယူလာခဲ့ဘူးနံပါတ်3ချင်းငါပြီးပြန်မပေးတတ်တဲ့သူတွေကိုမချင်းငါဘူးနံပါတ်4ချင်းငါပြီးပြန်ပေးတတ်တဲ့သူတွေကိုတော့ချင်းငါပါနံပါတ်5ဆင်းရဲခက်ခဲနေတဲ့သူတွေကိုတော့ပြန်ပေးမပေးချင်းငါပါနံပါတ်6နေထိုင်တဲ့အခါလင်းယောက်ျားရဲ့အရေးအကဲကိုချီပြီးထားတာထိုင်တာလို့နံပါတ်9ကျေးဇူးရှင်လင်းယောက်ျားကိုအရင်စားခိုင်းပြီးမှမိမိကနောက်ကစားပါနံပါတ်10ရောက်ခမနဲ့လင်းယောက်ျားအရင်အိပ်ပြီးမှမိမိကနောက်မှအိပ်ပါထရင်စောစောထနံပါတ်9ဗျမနတွေမိဘုံကြီးကိုလှုပ်ကြွေးတယ်လို့လင်းယောက်ျားကိုမပြတ်ပြုစုပါနံပါတ်10ရောက်ခမနဲ့လင်းယောက်ျားတို့ကိုကိုးကွယ်ရလို့အယုအသေးအလေးမြတ်ထားဖို့ဒီဆိုရိုးအစိတ်ပေတွေကိုဝိတာခကဖွင့်ပြလိုက်ပါတယ်ဒီအချက်ဟာဝိတာခနဲ့မိဂရတထေစီကြားကနားလည်မှုဆိုတဲ့အဓိပ္ပာယ်တွေကိုဝိတာခကဖွင့်ပြလိုက်ပါတယ်ဒီအချက်ဟာဝိတာခနဲ့မိဂရတထေကြားကနားလည်မှုကိုအချင်းဆုံးတိဆောက်ပေးနိုင်ခဲ့တဲ့လူမှုဘာသာစကားဖြစ်ပါတယ်အိန္ဒိယလူမှုဘာသာစကားကိုပြန်လေ့လာအကဲခတ်တဲ့အခါအိန္ဒိယလူဖွဲ့စည်းထဲမှာအစိမ့်မြင့်မြင့်နဲ့လဲပတ်စစ်စင်တရှိနေတဲ့အနက်အထိပ်ပဲအလွာတွေကိုတတိပြုမိပါတယ်ဘာသာစကားကိုပုံမှန်အတိုင်းထားလိုက်တဲ့အခါမှာဘာသာစကားတွေကအဆက်ဆံရေးနဲ့ပဲအကန့်အသတ်ထဲမှာပိတ်မိသွားပြီးတော့လူမှုအဖွဲ့အစည်းရဲ့အသိပညာကိုလူမှုကိုတော့အဟံအတားဖြစ်စေနိုင်ပါတယ်အသိပညာဖြစ်ဖို့ဆိုရင်ဘာသာစကားရဲ့အနက်အထိပ်ပဲတွေကိုတန်ဖိုးတရဖြစ်လာအောင်စံထုတ်ကြည့်ဖို့လိုပါတယ်ဒါကြောင့်အသိပညာတည်ဆောက်တဲ့အခါမှာဘာသာစကားကိုစံထုတ်ကြည့်ရင်ကြည့်နိုင်တယ်လို့အသိဉာဏ်ခွင့်အလားကြဲကြဲပြန့်ပြန့်ရယူနိုင်စွမ်းရှိတယ်ဆိုတာဝိတာခကနမူနာဖော်ထုတ်ပြရစီဒီအချက်ဟာဝိတာခရဲ့ဘာသာစကားဆိုင်ရာဉာဏ်ရဲ့ linguistic intelligence ကနေမိဂရမာတာရဲ့ဆက်ဆံရေးဉာဏ်ရဲ့ interpersonal intelligence people smart မိမိကိုယ်ကိုစင်ကြင်သုံးသပ်နိုင်တဲ့ဉာဏ်ရဲ့ interpersonal intelligence self smart ဆိုတာကိုမြင်သာအောင်အတိတ်ပဲဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်ပညာသင်ကြားမှုတွေမှာဉာဏ်ရည်ဟာအပြန်အလှန်ကုလို့ဆက်ဆံနေတတ်တာဝိတာခဇလန်လေးကနေနမူနာယူနိုင်ပါတယ်အခန်းလေးရဲ့အခန်းငယ်ကဘ
ဘာသာစကားဆိုတာလူအဖွဲ့အစည်းရဲ့အသိဉာဏ်အထောက်အကူပြုပစ္စည်းဥပရိပန္နာတပါဠိတော်ဝေဘင်္ဂဝအရဏဝေဘင်္ဂတုံမှာဗုဒ္ဓကဘယ်လိုစကားတွေပြောရမလဲဆိုတာလမ်းညွှန်ထားပါတယ်စကားဆိုတာနိရောဓသစ္စာနိဗ္ဗာန်ကိုတွားမယ့်လမ်းစဉ်ဖြစ်ပါတယ်ဗုဒ္ဓပြောတဲ့တမဝါစာဆိုတာဆင်းရဲဒုက္ခဆိုတာကိုချုပ်ငြိမ်းတဲ့ဒုက္ခဆင်းရဲခြင်းကိုချုပ်ငြိမ်းတဲ့နိရောဓသစ္စာအတွက်ဉာဏ်ပညာထုံးနှင်းပြီးတဲ့ဘာသာစကားကြားခံမိတရားပါပဲဗုဒ္ဓကစကားဆိုတာဘယ်လောက်အရေးပါတယ်လဲဆိုတာကိုမဂ္ဂသစ္စာထဲမှာတမဝါစာဆိုတဲ့အချက်နဲ့ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့အသိဉာဏ်အသက်ရယူဖို့ရမှာဘာသာစကားဟာလောကီနဲ့လောကုတ္တရာနဲ့ပဲကိုကူးပေမဲ့ဖောင်းဖြစ်ပါတယ်ဘာသာစကားအသိဉာဏ်နဲ့ကိလေသာတွေကိုတတိတိနဲ့လှီးဖြတ်တုတ်တင်ပြီးတော့လောကုတ္တရာအသိဉာဏ်အသက်ကိုတက်လှမ်းကြရတာမျိုးဖြစ်ပါတယ်ဒါကြောင့်ဘာသာစကားဆိုတာကိလေသာတွေကိုထူတဲ့ထူလာအောင်ညှို့ယူနိုင်စွမ်းရှိပြီးအဲ့ဒီဘာသာစကားအသိဉာဏ်ကပဲကိလေသာတွေကိုတုတ်တင်နိုင်စွမ်းရှိပါတယ်တမဝါစာဆိုတာမျက်စိမှပရိပဒါလို့ခေါ်တဲ့အလယ်အလတ်လမ်းစဉ်ထဲမှာအရေးပါတဲ့အချက်၈ချက်ထဲကတစ်ချက်ဖြစ်ပါတယ်ဗုဒ္ဓကအလယ်အလတ်လမ်းစဉ်ဆိုတာကိလေသာငြိမ်းအေးဖို့ပဲဖြစ်ပါတယ်ဝိပဿနာဉာဏ်နဲ့သိဖို့ဖြစ်ပါတယ်သစ္စာ၄ပါးကိုသိဖို့ဖြစ်ပါတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဖြစ်ပါတယ်မြောက်ပင်နာကိုလည်းသိရမယ်နှိမ်ချတာကိုလည်းသိရမယ်မြောက်ပင်နာကိုရောနှိမ်ချတာကိုပါသိပြီးမြောက်ပင်ပြီးမပြောနဲ့နှိမ်ချပြီးလည်းမဟောပြောနဲ့ဟုတ်မှန်တဲ့တဘာဝတရားကိုသာဟောပြောပါဆုံးဖြတ်ပြီးတော့ချမ်းသာကိုသိပါဆုံးဖြတ်ပြီးတဲ့နောက်ချမ်းသာကိုသိပြီးအစတ္တတဒံမှာချမ်းသာခြင်းကိုအကျဉ်းချင်းအားထုတ်ပါမြတ်ကွယ်မှာအဖြစ်ပြောတာတွေကိုမပြောနဲ့မျက်မှောက်မှာကိလေသာနဲ့ရောပြောညှဉ်းနှွမ်းနေတဲ့ရှုတ်ချစကားတွေကိုမဆိုပါနဲ့ဖြည်းဖြည်းတတပြောပါလောလောတုတ်တုတ်မပြောဆိုနဲ့ဇဏပုတ်သားတွေရဲ့ဘာသာကိုနှလုံးဆွဲမြဲပြီးမပြောပါနဲ့လောကသုံးပညာတွေကိုလုံပြီးမသွားနဲ့ဒီအချက်ဟာအာရဏဝဘင်္ဂတုတ်ရဲ့အကျဉ်ဥဒေတာပါဆိုဥဒေတာပါလို့ဆိုပါတယ်ရုံညံတဲ့အညာထူထောင်တဲ့သူတွေရဲ့အကျဉ်မိုင်မဲတဲ့ပုထုဇဉ်ရဲ့အကျဉ်သာဖြစ်ပါတယ်အဲ့ဒီຢာတွေရဲ့အကျဉ်မဟုတ်အကျိုးစီးပွားနဲ့မဆက်ဆက်ကာမချမ်းသာကိုသာဝမ်းမြောက်ဝမ်းသာအဖန်ဖန်အားထုတ်နေတတ်တဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခဆိုတာမရှိဘူးညှင်းဆဲနှိပ်စက်တယ်ဆိုတာမရှိဘူးပြင်းပြင်းထန်ထန်ကြည်ပင်ပန်းတာနဲ့ပူပန်တာမျိုးမရှိဘူးအကျင့်မှန်တယ်လို့ဒီလိုပြောတဲ့သူကိုမြုပ်ပင်ပြောဆိုတာလို့ခေါ်တယ်ကာမတုခေနိကာနိယောဂနုယောဂအကျင့်ကိုရည်ညွှန်းတာဖြစ်တယ်ခန္ဓာကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းတတ်တဲ့အရိယာတွေရဲ့အကျင့်မဟုတ်အကျိုးစီးပွားနဲ့မဆက်ရှာကိုပင်ပန်းဆင်းရဲတာကိုအချိန်ချင်းအားထုတ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲခြင်းညှဉ်းဆဲခြင်းပြတ်ထန်တဲ့ပူပန်ခြင်းနဲ့မှားယွင်းတဲ့အကျင့်တွေရှိတယ်လို့ဒီလိုပြောတဲ့သူတွေကိုနှိမ်ချပြီးပြောဆိုတာလို့ခေါ်ပါတယ်အတ္တကိလာမထာနုယောဂရဲ့ဖော်ပြချက်ပါဘဝနှောင်ကြိုးတနာကိုမပယ်နိုင်သေးတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲတယ်ညှဉ်းဆဲနှိပ်စက်တာရှိတယ်ပြင်းပြင်းထန်ထန်ပင်ပန်းတယ်ပူပန်တယ်မှားယွင်းတဲ့အခြင်းရှိတယ်လို့ပြောတာဟာနှိမ်ချပြီးပြောဆိုတာဖြစ်ပါတယ်ဘဝနောင်ကြတနာကိုပယ်ပြီးပုဂ္ဂိုလ်တွေဟာဆင်းရဲခြင်းမရှိညှဉ်းဆဲခြင်းနှိပ်စက်ခြင်းမရှိကုန်ပြင်းစွာပင်ပန်းခြင်းမရှိကုန်ပူပန်ခြင်းမရှိကုန်မှန်ကန်တဲ့ခြင်းရှိတယ်လို့ပြောဆိုတဲ့သူတွေဟာအချို့ပုဂ္ဂိုလ်တွေကိုမြောက်ပင့်ပြီးပြောတာသာဖြစ်တယ်အဲဒီလိုမျိုးမြောက်ပင့်လိုက်တဲ့နှိမ်ချလိုက်တဲ့ပြောဆိုခြင်းတွေဟာဟုတ်မှန်တဲ့သဘောကိုမပြောရတာဖြစ်ပါတယ်
တကယ်တော့အကျဉ်းချင်အခါခါလှုပ်ဆောင်ရတယ်ဆိုတဲ့သဘောဟာညှင်းဆဲနှိပ်စက်ပြစ်ထန်တတ်တဲ့ပူပန်ခြင်းတွေနဲ့မှားယွင်းတဲ့အကျင့်ရှိပါတယ်ဒီလိုပြောတဲ့သူတွေဟာဟုတ်မှန်တဲ့သဘောကိုပြောဆိုတာဖြစ်ပါတယ်သင်္ခါရကြောင့်ဆင်းရဲတယ်လို့ပြောရင်ဟုတ်မှန်တာကိုပြောဆိုတာဖြစ်ပါတယ်တကယ်တော့အကျဉ်းချင်းခါခါလှုပ်ဆောင်နေစရာမလိုဘူးဆိုတဲ့သဘောကမဆင်းရဲဘူးညှင်းဆဲနှိပ်စက်တာမရှိဘူးပြင်းထန်တဲ့ပူပန်ခြင်းမရှိဘူးမှန်ကန်တဲ့အကျင့်ဖြစ်တယ်လို့ဒီလိုပြောတဲ့သူကဟုတ်မှန်တဲ့သဘောကိုသာပြောဆိုတာဖြစ်ပါတယ်သင်္ခါရရှိတော့ကနေသာပြောမယ်ဆိုရင်အကျဉ်းတကယ်တော့အကျဉ်းချင်းခါခါလှုပ်ဆောင်နေစရာမလိုဘူးဆိုတဲ့သဘောကမဆင်းရဲဘူးညင်ဆဲနှိပ်စက်တတ်မရှိဘူးပြင်းထန်တဲ့ပူပန်ခြင်းမရှိဘူးမှန်ကန်တဲ့အကျင့်ဖြစ်တယ်တကယ်တော့ဘဝနောက်ကျိုးတနာကိုမပယ်ရသေးရင်ဘဝကိုလည်းမပယ်ရသေးဘူးလို့ပြောတာကဟုတ်မှန်တဲ့သဘောကိုပြောတာဖြစ်ပါတယ်တကယ်တမ်းဘဝနောက်ကျိုးတနာကိုပယ်ရင်ဘဝကိုပယ်ပြီးသားဖြစ်တယ်ဒီလိုပြောတာကဟုတ်မှန်တဲ့သဘောကိုပြောတာဖြစ်ပါတယ်ဆုံးဖြတ်ထားတဲ့ချမ်းသာကိုသိရမယ်ဆုံးဖြတ်ထားတဲ့ချမ်းသာကိုသိရင်အစတ္တတတန်ချမ်းသာခြင်းကိုအကျဉ်းချင်းအားထုတ်ရမယ်ဗုဒ္ဓပြောထားတဲ့ဆုံးဖြတ်ထားတဲ့ချမ်းသာဆိုတာကာမဂုဏ်၅ပါးဖြစ်တယ်လိုချင်စရာနှစ်သက်စရာမျက်နှာစရာချစ်စရာသဘောရှိပြီးကာမရာဂနဲ့ဆက်ဆက်ပြီးတတ်မှတ်ဆွထင်ရတဲ့စက္ခုဝိညာဉ်နဲ့မြင်ရတဲ့အစဉ်တောတဝိညာဉ်နဲ့မြင်ရတဲ့ကြားရတဲ့အတန်ကာနာဝိညာဉ်နဲ့နားရတဲ့အနံ့ဇိဝဝိညာဉ်နဲ့ခံရတဲ့အရာသာကာယဝိညာဉ်နဲ့ထိတွေ့သိရတဲ့သိတွေ့ဆိုတာတွေကရှိနေတယ်အဲ့ဒီကာမဂုဏ်၅ပါးကိုဆွဲပြီးဖြစ်လာတဲ့ချမ်းသာခြင်းဒုက္ခဝမ်းမြောက်ခြင်းသောမနတာဆိုတာတွေကိုကာမဂုဏ်ချမ်းသာပင်မဆင်နဲ့တူတဲ့ချမ်းသာပုရုဇဉ်တွေရဲ့ချမ်းသာအရိယာတွေရဲ့ချမ်းသာမဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီချမ်းသာကိုမမီဝဲရမပွားမြတ်ရချိန်ဖယ်များစွာမနေလိုက်ရအဲ့ဒီချမ်းသာကိုကြောက်ရမယ်လို့ငါဖျားဟောတယ်လို့ဗုဒ္ဓကဆိုပါတယ်ကာမဂုဏ်ကနေကင်းကင်းအကုသိုလ်တရားကင်းကင်းနဲ့ကြံစီတာကိုဝိတ္တနံပါတ်2သုံးသပ်ဆင်ခြင်ရတာကိုဝိစာယနံပါတ်3နိဝရဏတရားကင်းသွားပြီးနှစ်သိမ့်ခြင်းပီတိနံပါတ်4ချမ်းသာခြင်းဒုက္ခဆိုတဲ့ပထမဇန်ကိုရောက်ပါတယ်ဒုတိယဇန်တတိယဇန်စတုဆဇန်ရောက်မှချမ်းသာခြင်းကချမ်းသာခြင်းပဲဖြစ်ပါတယ်ချမ်းသာခြင်းဆိုတာကဒုက္ခနံပါတ်1ကာမမှထွက်မြောက်တဲ့နေခမချမ်းသာနံပါတ်2ကိစိတ်ခြင်းပဝိဝေကချမ်းသာနံပါတ်3ငြိမ်းအေးခြင်းဥပတမချမ်းသာကာကြီးကကောင်းစွာသိမြင်ခြင်းတန်ဖိုးတီးဆိုတဲ့ချမ်းသာဒါတွေနဲ့ရစ်တိုင်းဖွဲ့တိဆောက်ထားတာဖြစ်ပါတယ်ဒီလိုချမ်းသာကိုမိဝဲရမယ်ပွားများရမယ်အချင်းချင်းလေ့လာရမယ်ဒီချမ်းသာခြင်းမျိုးကိုမကြောက်ရလို့ဆိုပါတယ်မြတ်ကွယ်များအဖြစ်ပြောတာမျိုးမပြောနဲ့မျက်မှောက်ကိလေသာနဲ့ရောပြောညှဉ်းနှွမ်းနေတဲ့စကားကိုမဆိုနဲ့ဖြည်းဖြည်းတတပြောဆိုပါလင်းလင်းမြမြမပြောဆိုရလင်းလင်းမြမြလောလောပြောရသူစာကိုကပင်မန်းတယ်ဒီလိုပြောရသူကကိုလည်းပင်မန်းစိတ်လည်းဆင်းရဲတယ်အတန်လည်းပျက်စီးတယ်လဲချောင်းလည်းနားတယ်မတန်ရှင်မပြတ်မသားတာလည်းဖြစ်တယ်လင်းလင်းမြမြပြောရတဲ့သူရဲ့စကားကမသိလွယ်ဘူးဖြည်းဖြည်းတတပြောဆိုတဲ့သူကကိုယ်လည်းမပင်မစိတ်လည်းမစင်ရဲအတန်လည်းမပြည့်စည်လဲချောင်းလည်းမနာတန့်ရှင်ပြတ်သားတယ်ဖြည်းဖြည်းတတပြောဆိုသူတွေရဲ့စကားကသိလွယ်တယ်ဒါကြောင့်ဖြည်းဖြည်းတတပြောရမယ်လင်းလင်းမြန်မြန်မပြောရဘူးလို့မိတ်ပါတယ်စ
ဇနပုတ်သားရဲ့ဘာသာကိုနှလုံးသွင်းဆွေးမြဲပြီးမပြောဆိုပါနဲ့လောကတုံပညာကြီးကိုလုံပြီးမတော်ပါနဲ့အဲဒီလိုခွက်ကိုအကျွတ်ဇနပုတ်သားတွေကပါတီလို့တည်တယ်နောက်ပြီးပတ်တာလို့တည်တယ်နောက်ပြီးဝိတာလို့တည်တယ်နောက်တဝက်တရဝလို့တည်တယ်ဒါရောပါလို့တည်တယ်ပေါ်နာလို့တည်တယ်ပိဒတိပိတိလဝလို့တည်တယ်အဲလိုတည်ထားတဲ့အရာတွေကအချင်းရာတွေကိုဆွဲမြဲနေအမားကိုတုံးတက်ပြီးဒီယူသားလင်းမှန်ဤသူတစ်ပါးအရွယ်သည်အချင်းဤတာတီလို့နှလုံးသွင်းပြီးပြောဆိုတာကဇနပုတ်သားတွေရဲ့ဘာသာကိုနှလုံးသွင်းဆွေးမြဲပြီးပြောဆိုတာလောကတုံးပညာကိုလွန်ပြီးသွားတာဖြစ်ပါတယ်ဇနပုတ်သားတွေကတော့အဒီခွက်ကိုရွှေပြီးခေါ်ဝချတာမျိုးဖြစ်ပါတယ်လို့လောကတုံးပညာသဘောကိုနားလည်မှဝါဟာရညှင်းခုံမှုပြဿနာကနေလွတ်မြောက်နိုင်ပါတယ်မဟုတ်ရင်ခွက်ဆိုတဲ့အနတ်အထိပ်ပဲဒါခွက်ရဝါဟာအမျိုးမျိုးသုံးဆွဲခြင်းမှာပြဿနာတရားကြံနေခြင်းဟာလောကတုံးပညာကိုလွန်ပြီးပြောလိုက်တဲ့အငြင်းပွားရတဲ့ပြဿနာမျိုးဖြစ်ပါတယ်ဒီတုတ်တမှာဗုဒ္ဓပြောခြင်းတဲ့အချက်ကဩဟာရအတော်မျိုးမျိုးပုံမှာလမ်းမဆုံးပါနဲ့အနတ်အတိတ်ပဲရေးစီသွားဖို့ဗုဒ္ဓကလမ်းညွှန်တာဖြစ်ပါတယ်ဩဟာရမှာလမ်းဆုံးနေရင်အမှန်တရားဆိုတဲ့အနတ်အတိတ်ပဲကိုစွန့်ပယ်နေတတ်တာကလမ်းညွှန်ချက်ဖြစ်ပါတယ်ခွတ်ဆိုတာပါလေထဲ့ဖို့ပါဝါဟာရအမျိုးမျိုးရှိနေမိမယ်အနှစ်သာရကထဲ့ဖို့ပါပဲဗုဒ္ဓကဘာသာစကားရဲ့အရေးကြီးပုံဘာသာစကားနဲ့အလုပ်လုပ်ပုံဘာသာစကားနဲ့အနက်အထိပ်ပဲကိုမြင်စေနိုင်တဲ့ဘာသာစကားဆိုင်ရာ linguistic intelligence ကိုထောက်ပြခဲ့တာဖြစ်ပါတယ်ဆိုလိုချင်တာကအသိဉာဏ်တရားတည်ဆောက်တဲ့အခါဘာသာစကားကအရေးပါကြောင်းကိုဗုဒ္ဓကမဖြစ်မနေထောက်ပြပြောဆိုခဲ့တာထင်ရှားပါတယ်။ဘာသာစကားတွေမှာလူတွေရဲ့စိတ်အမှုအရာတွေအများကြီးအရေးထင်နေတာဖြစ်ပါတယ်။ဘာသာစကားကိုကြည့်ရှုတာပဲဖြစ်ဖြစ်နားထောင်တာပဲဖြစ်ဖြစ်လူတွေရဲ့အမှုအရာသဘောကိုဘာသာစကားကသဘောထားတာ from language to attitude ကိုကြည့်နိုင်ပါတယ်။ဒါကြောင့်မြန်မာပညာရှိတွေကစကားနဲ့ပတ်သက်ပြီးအမျိုးအစားတွေခွဲခြားတည်ဆောက်ပြခဲ့တာမြန်မာလက်ဆွဲဆယ်ဆောင်တွဲစာ286မှာအထောက်အထားအဖြစ်တွေ့ရပါတယ်။စာကတော့ဒီလိုဖြစ်ပါတယ်။တန့်ရှင်စင်ကြယ်အသွဲသွဲကိုအကယ်တိထွေစုကောင်းပေသည်ပတိပဒါကျေဝန်းစွာ၍နာတာယုံမြပြပြီးမှလင်တိတတို့အားစကားအရာအဖျားဖျားကိုတိစီလာသည်တိတာလာစေဆိုတုံပင်အံစကားမွေးစကားနောက်စကားလျောက်စကထားစကသားစကလာစကညာစကနှိပ်စကမိတ်စကလေစကဖဲစကသွေးစကလေးစကပေါ့စကရော့စကတင်စကားသွင်းစကားမြူစကားချူစကားခေါ်စကားချော်စကားရှက်စကားဝတ်စကားဖန်စကားတန်စကားနှိပ်စကားရိတ်စကားပန်းစကားဆန်းစကားမွေစကားထွေးစကားလိုင်းစကားပိုင်းစကားတာစကားနာစကားငေးစကားမေးစကားရှောက်စကားနောက်စကားတင်စကားတင်စကားတီစကားရှိစကားတိုစကားဖို့စကားမစကားလာစကားပင်စကားနင်စကားဆုံးစကားရှုံးစကားနိုင်စကားပိုင်စကားဖြေစကားနေစကားပွားစကားကြစကားတက်စကားနေစကားသိစကားချိတ်စကားသွားစကားချမ်းစကားမှန်စကားဟတ်စကားလာစကားဖြာစကားတွေစကားတည်စကားရှင်စကားရွှင်စကားအုပ်စကားချုပ်စကားမြောက်စကားချောက်စကားဟိန်းစကားချင်းစကားနေအထွေထွေကိုညီဆွေတပည့်မှတ်လေတို့ပါတိပါတိတသူပါတိတပိယသစ္စာဓမ္မအပြာ
အင်းလေးပါးနှင့်ညှိသက်ဖြင့်လင်ဆိုခွင့်ဆိုရာအဖျားဖျားကိုတေချာစိတ်ငုံပညာရှု၍ဘဟုသစ္စာဟူသည်များနှင့်တိပ္ပအဖျားအပါးပါးကိုမှတ်သားလေးကညီတိတာအားထင်ရှားကြော်စောလေအန်တီဆိုပြီးစကားရဲ့အရေးပါပုံခင်းချင်းကိုကြည့်ပါက Lancaster Intelligence ကအရေးပါကြောင်းတည်တာလာပါတယ်